လေးပြောက်တာပြန်ရှာမတွေ့ရတဲ့ကမြန်မာနိုင်ငံမှာဒါမှကကဘာတဝက်မှာအခုချိန်ထိရှိနေတော့မှာပဲ One missing child is one too many တဲ့ကလေးတယောက်ပြောက်တာနဲ့တင်အရင်များလုံးပါတယ်ဆိုပြီး IC ရဲ့ Global Missing Children Network ကဆိုထားပါတယ်အဲ့တော့မိဘတွေအနေနဲ့ဘယ်လိုကြိုတင်ကာကွယ်ရမလဲနိုင်ငံတကာမှာသုံးများသောနည်းလမ်းကတော့ real time location tracking နိုင်တွေပတ်ပေးရပါပဲအခုနောက်ပိုင်းမြန်မာနိုင်ငံမှာဆိုရင်လည်း keyword တွေကရှာဝယ်ရလွယ်ပါတယ်ဒီမဟုတ်ဆိုင်မှာဆိုရင်လည်း Mipro Kit web phone ပစ္စည်းနဲ့ Mipro Kit web phone service ဆိုပြီးတော့နှစ်မျိုးရှိပါမယ်သုံးများသော feature လေးမျိုးကတော့နံပါတ်1 real time tracking နဲ့ကလေးရှိရဲ့နေရာကိုဖုန်းထဲကနေပြီးတော့ကြည့်လို့ရပါမယ်နံပါတ်2စိတ်ဆုံး dangerous ဆုံးကိုဖုန်းထဲမှာသတ်မှတ်ထားပြီးကလေးကဇုံပြင်ရောက်တာနဲ့ဖုန်းထဲကိုချက်ချင်း notice ပို့ပေးမယ်ဒီချပါမယ်နံပါတ်3နိုင်မှာပါရဲ့ SOS button ကိုကလေးကနှိပ်လိုက်တာနဲ့မိဘတွေစီကိုချက်ချင်းဖုန်းခေါ်ပေးပြီး location အတိအကျကိုလည်းချက်ချင်းပို့ပေးပါတယ်နံပါတ်4ကလေးနဲ့အဆက်အသွယ်မပြတ်ဖုန်းခေါ်တာ video call ပြောတာတွေကိုပါနိုင်ကနေရောမိဘတွေရဲ့ဖုန်းကနေပါလုပ်လို့ရပါတယ်ဒီနှုန်းလေးကတော့ Mipro Kit web phone ပစ္စည်းကို2,4,900ကျပ် Mipro Kit web phone service လေးက2,9,900ကျပ်ပါဒီနှုန်းပြောင်းလဲလေးရောရှိနိုင်ပါတယ်လက်ချက်ဆိုပိုင်ဝင်းမွန်ဝါဝေါ်နဲ့ဝင်းမွန်ဝါဝေါ်ဆိုင်ဝဲ6ဆိုင်လုံးမှာလာရောက်ဝယ်လို့ရပါတယ်ရှင်